အဲဒီမှာဆိုလို့ရှိရင်ကိုစာကယ်ရဲ့ radius ကစုစုပေါင်း1ပေါ့နော်3လုံးဆွဲထားတယ်ဒီကောင်ကတော့45ပေါ့နော်အခုဒီနားကစာကယ်လေးတစ်ဝိုင်းကိုအခုကစပြီးတော့တင်မယ်ဆိုလို့ရှိရင်ထားပါတော့အခုတော့ဒီမှာစာကယ်ပေါ့အဲဒီမှာစာကယ်ဆိုလို့ရှိရင်အခုတော့ဒီမှာ radius 1နော် radius 1ကိုမှ3လုံးဆိုတော့အခု3လုံး copy ကူးလိုက်တယ်ပေါ့နော် copy ကူးလိုက်တယ်ပြီးသွားရင်ကျွန်တော်ဒီမှာ line shift right ကလေးကျွန်တော်တို့ဗာလဲဆိုတော့တန်းချမ်းပါနော်ထားပါဒီဘက်ကစလေရတယ်အဲ့ဒါမှ shift add ကျွန်တော်ဘယ်လောက်လာမလဲဆိုတော့ထားပါတော့ length ကိုကျွန်တော်က10 less than ပေါ့နော် angle ကျတော့45ပေါ့နော် enter ဆိုရင်ဒီကောင်ကသူက auto ထွက်သွားအဲ့ဒါမျိုးပေါ့နော်သူက app နဲ့ကျွန်တော်တို့ကခံပြီးသုံးမှရဟိုလိုကျွန်တော်တို့ကဒီတိုင်းလို့မရဘူးပေါ့နော်ဒီမှာကျတော့ line enter ဒီမှာ click ချပြီးရင်ကျွန်တော်တို့မှာ shift add ကျွန်တော်10ဒီမှာ less than 45ဒါဒီလိုမျိုးဒါမှဒီချတဲ့နေရာလေးကိုကျွန်တော်တန်းချက်ယူလိုက်တာအဲ့နေရာလေးကွဲရပါတာပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ကဘာလာဒီကောင်ဆက်လက်မှတ်တယ် minor ခေါက်လိုက်တယ်နော် minor ခေါက်ရပြီးကျွန်တော်တို့ဒီမှာ circle နော်ပြီးတော့ကျွန်တော် radius 1 enter ရရနော်ပြီးဒါလေးကိုကျွန်တော်တို့ကဒီမှာ twin ပေးလိုက်တယ်နော်ဒါလေးအသပြီးတော့ပြီးတော့ဒါလေးကိုတခါ minor ခေါက်လိုက်တာဟုတ်ကဲ့နော်အဲ့ဒါလေးတခုကျွန်တော်တို့ကဝင်းသွားလို့ပေါ့နော်ကြံတဲ့ dimension တိုင်းတာကတော့ညီလေးတို့တိုင်းတာတို့ dimension တိုင်းမှာဒီမှာဆိုလို့ရှိရင်ကျွန်တော် dimension တိုင်းနေတယ်ဆိုလို့ရှိရင်ဒီမှာ line လေးတခုကျွန်တော်ဆွဲထားတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီမှာ line ကို vertically ဒီ vertically ဆိုရပြီနော်ဒီ vertically လေးကျွန်တော် minor ခေါက်လိုက်ပေါ့တော့ဟို vertically မရှိဘဲနဲ့တိုင်းလို့မရအောင်အဲ့မှာကျွန်တော်တို့က dimension ကိုတိုင်းကြည့်လိုက်တယ်ဆိုရင်အဲ့ဒီမှာဆိုရင်45ဒီက35 45ဒါညီလေးတို့တိုင်းတယ်လို့ထွက်မှာပေါ့နော်ဒါမျိုးလေးထွေထူးမဟုတ်အဓိကကျွန်တော်တို့ကဘာလေး shortcut တိုးလာလဲဆို line enter ဒီမှာတော့ကျွန်တော် shift right click ကျွန်တော်တန်းချက်ဒါပေါ့ဒီမှာဘယ်နာထားတော့ဒီနာထားလို့ရတယ်ပြီးရင်ကျွန်တော် shift add ကျွန်တော်တို့ကဘာအောင်ဆို10less than 45ဒါမျိုးပေါ့နော်ဒီမှာလဲကျွန်တော်တို့45ပဲဒါပေမဲ့ကျွန်တော်တို့ကဟိုနေရာလွဲသွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုကျွန်တော်တို့ minor တွေပါခောက်ခဲ့ပြီးတော့လိုသလိုကစားလို့ရတယ်နော်ကိုလိုချင်တဲ့ပုံစံဒီကောင်လဲ minor တွေပါခောက်နော်ဒါမျိုးအဲ့မျိုးဟိုဘက်ဒီဘက်ကစားသွားတာပေါ့နော်ဒါမျိုးကျွန်တော်တို့လုပ်လို့ရတယ်ဒါကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီ figure ကျွန်တော်တို့8ကိုဆွဲပြသွားတာပေါ့နော်